တရားတစ်ပုတ်ဆန်းဆိုတဲ့အတိုင်းပဲကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာတော့မပဲမျိုးစေ့တွေကိုထုံးဖြူဖြူလေးတွေလူးနေပြီးတော့မှစိုက်ကြတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီနေ့ပြောပြပါတယ်ဆိုတော့ဒီအကြောင်းအရာလေးကိုတော့ဒါကျွန်တော်စိုက်ပျိုးရေးတက္ကသိုလ်ကဆရာဦးမျိုးတန်းထွန်းတင်ထားတဲ့ဒီ Facebook post လေးကိုကျွန်တော်လေ့လာပြီးတော့မှဒီဗီဒီယိုပြန်ပြီးတော့ပြင်ဆင်ထားခြင်းဖြစ်ပါတယ်ဒီအချို့နေရာမှာရှိတဲ့တောင်သူတွေကသူတို့ရဲ့မပဲတွေမစိုက်ခင်မှာထုံးနဲ့လူးနေပြီးတော့မှထုံးအုပ်ပြီးတော့မှဒီမပဲကိုစိုက်ကြတယ်ပေါ့နော်ဘာလို့လဲဆိုတဲ့ဟာကိုမေးကြည့်တဲ့အချိန်မှာတော့သူတို့ရဲ့ဒီလေတွေကဒီရေလိုက်ရတဲ့အချိန်မှာရေညှိတွေများတယ်ဒီပဲဆေးတွေမှာထုံးပါတာတဲ့အတွက်ကြောင့်လို့ထုံးကရေညှိကိုစားလိုက်တဲ့အချိန်မှာပဲကအညောင်ပေါက်ပြီးတော့မြေသားနဲ့ထိပြီးတော့အပင်ပေါက်လာတယ်ဆိုပြီးတော့သူတို့ကပြောကြတယ်ဆိုတော့ဒီအယူဆကတကယ်ပဲမှန်လားသိပ္ပံနည်းကြကရောဘလို့အကျိုးကျေးဇူးတွေရှိနိုင်မလဲကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ကြအောင်တောင်သူကြီးတွေရဲ့အတွေ့အကြုံကနေပြီးတော့လှုပ်လိုက်တဲ့ဒီနီလန်းလေးကတကယ်တော့အလွန်ကိုပဲဒီသိပ္ပံနည်းကြမှန်ကန်ပါတယ်နံပါတ်1နေကတော့မြေချင်းကန်တဲ့ပြဿနာပါဆိုတော့ရေညှီးဆိုတာကဒီ acid ဓာတ်များတဲ့မြေကြီးတွေမှာအရန်ပေါက်လွယ်ပါတယ်ထုံးကအေကာလိုင်းဖြစ်တယ်အငံဓာတ်ကိုစောင်းတယ်ဆိုတော့အဲ့တဲ့ကြောင့်လို့ဒီအပင်ရဲ့ဒီမျိုးစေ့ပတ်လည်မှာဒီ pH လေးတွေကိုထုံးကနေပြီးတော့မြင့်နေပေးလိုက်တယ်အဲ့တော့ဒီပဲစိတ်နာမှာရှိတဲ့ရေညှိတွေကမကတ်နိုင်တော့ဘဲနဲ့ဒီမျိုးစေ့ကနေပြီးတော့အပင်ပေါင်လုံးတွေကောင်းလာစေတာဖြစ်ပါတယ်နံပါတ်2အချက်အနေနဲ့တော့ဒီအပင်ရဲ့အာဟာရဓာတ်ပါဆိုတော့ဒါကလူတီနဲပါတယ်ဒီပဲမြစ်ဖူလေးတွေကဒီလေထဲမှာရှိတဲ့နိုက်ထရိုဂျင်ကိုဖမ်းယူဖို့ရအတွက်ဒီမိုလတီနမ်လို့ခေါ်တဲ့ဓာတ်တစ်မျိုးလိုအပ်ပါတယ်ဆိုတော့ထုံးကဒီမြေကြီးထဲမှာရှိတဲ့မိုလတီနမ်ဓာတ်ကိုအပင်ကနေပြီးတော့စုပ်ယူလို့ရအောင်လို့ကူညီပေးပါတယ်ဆိုတော့ဒါကြောင့်မို့လို့ဒီထုံးလူစိုက်တဲ့ဒီပဲခင်းတွေကအပင်ပိုတန်တာမျိုးတွေကိုတွေ့ရပါတယ်ဒါပေမဲ့ဒီမျိုးစေ့ကိုထုံးလူပြီးတော့စိုက်တာကဒါကြောင့်ဒီသိပ္ပံအမြင်ရကြည့်မယ်ဆိုလို့ရှိရင်တော့ဒီယာယီကူထုံးနီလန်တက်ပဲဖြစ်နေတတ်ပါတယ်ဆိုတော့ဒီပညာရှင်တွေအနေနဲ့ကတော့ဒီရေညှိတွေအရန်များတဲ့အခြေအနေမျိုးမှာထုံးကိုပဲစိတ်မှာလူးနေပြီးတော့စိုက်တာထက်ပေါ့နော်ဒီစိုက်ခင်းမြေပြင်ပေါ်မှာကနဦးကြိုပြီးတော့ပတ်ဖြန်းထားမယ်ကြိုပြီးတော့ဒီမြေကြီးကိုထုံးနဲ့ပြုပြင်ထားပြီးတော့မှစိုက်တာမျိုးတွေကိုပို့ပြီးတော့အားပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမြေပြင်မှာဒီကျဲလိုက်တဲ့အခါကြာလို့ရှိရင်ဒီမြေကွက်တစ်ခွက်လုံးကိုဒီထုံးတွေကပြန့်နှံ့သွားပြီးတော့မှဒီမြေကွက်တစ်ခွက်လုံးရဲ့ဒီမြေချင်းကန်ပြဿနာ pH ကမျှတသွားပြီးတော့မှရေညှိပြဿနာတွေကရေရှည်မှာဖြေရှင်းနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီရေညှိတက်တဲ့ပြဿနာတွေကိုဖြေရှင်းဖို့ရအတွက်ဆိုလို့ရှိရင်တော့ဒီမြေပြင်တဲ့အချိန်မှာထုံးထဲတဲ့ဟာကအကောင်းဆုံးပါပဲတကယ်လို့မှဒီထုံးပမာဏထဲမှာတွေကလည်းများတယ်မတက်နိုင်ခဲ့ဘူးဆိုတဲ့အချိန်ကျမှဒါဒီမျိုးစေ့ကိုထုံးနဲ့လူးနေပြီးတော့မှစိုက်ပျိုးတဲ့စနစ်ကဒါဒုတိယနီလန်းအနေနဲ့ဒုတိယနီလန်းအနေနဲ့သုံးလို့ရတာပေါ့နော်ဖြစ်နိုင်မယ်ဆိုရင်တော့ဒီမြေကြီးကိုထုံးနဲ့တေချာပြုပြင်ပြီးတော့မှဒီပဲစိုက်တာမျိုးတွေကိုလုပ်ဖို့ရအတွက်ကိုဒီပညာရှင်တွေကနေပြီးတော့အကြံပေးထားကြပါတယ်ထုံးလူးနေတော့မယ်ဆိုလို့ရှိရင်ဘာအချက်တွေကျွန်တော်သိထားဖို့လိုတာလဲဆိုတော့ပထမဆုံးအနေနဲ့ဒီထုံးအမျိုးအစားရွေးချယ်ဖို့လိုပါတယ်ဒီထုံးအမျိုးအစားကိုရွေးချယ်တဲ့အချိန်မှာဒီစောက်လို့ရထုံးဆိုပြီးတော့ရှိတယ်ပေါ့နော်စောက်လို့ရထုံးတွေကတော့ကျွန်တော်ခေါ်တာဒီမဖောက်ထုံးလို့လည်းခေါ်တယ်ဆိုတော့ဒီလိုထုံးမျိုးတွေကိုမသုံးပါနဲ့ဆိုတော့ဒီထုံးတွေကရေနဲ့ထိတဲ့အချိန်မှာအပူတွေထွက်တတ်ပါတယ်ဆိုတော့အပူတွေထွက်လာမယ်ဆိုရင်ဒီမျိုးစေ့တွေလောင်သွားတဲ့ပြဿနာရှိပါတယ်ဆိုတော့အဲ့တဲ့ကြောင့်မလို့ဒီစိုက်ပျိုးရေးတုံးဒီထုံးမုံတွေဒါမှမဟုတ်လည်းအပူသေးပြီးသားထုံးမုံတွေကိုဒါအသုံးပြုဖို့ရအတွက်အကြံပေးချင်ပါတယ်နံပါတ်2အနေနဲ့ဒီရောဆက်တဲ့အဆင့်ပေါ့နော်ဒီထုံးမုံတွေကဒီအမှုန့်လိုက်ကြီးအချောက်ပဲဖြစ်နေမယ်ဆိုလို့ရှိရင်သွားလူလိုက်လို့ရှိရင်ဒီပဲရဲ့မျိုးစေ့မှာလူကပ်ပြီးတော့မသွားပါဘူးဆိုတော့အဲ့ဒါကြောင့်မလို့ဒီပထမအဆုံးအနေနဲ့ဒီပဲမျိုးစေ့ကိုရေအနှဲငယ်လေးဖြန်းပေးလိုက်မယ်ဖြန်းပြီးတော့မှုလိုက်မယ်ဆိုတော့ဒီပဲမျိုးစေ့မျက်နှာပြင်လေးကစိုးသွားရုံလေးပါပဲအရင်ရွှဲနေအောင်လောင်စရာမလိုပါဘူးဆိုတော့ပြီးတော့မှဒါလည်းဒီထုံးမုံကိုဖြူထည့်ပြီးတော့မှဒီသမအောင်လို့မှုပေးဖို့လိုပါတယ်ဆိုတော့ဒီပဲမျိုးစေ့တိုင်းမှာဒီထုံးမုံဖြူလေးတွေကကတ်သွားပြီဆိုလို့ရှိရင်ကြတော့မှဒီအရိပ်ထဲမှာဒီလေးတလက်ထားပေးပြီးတော့လိုပါတယ်ဆိုတော့တတိထားမှာကဒီနေပူကြီးထဲမှာသွားပြီးတော့အချောက်လန်းတာမျိုးမလုပ်ပါနဲ့ဆိုတော့ဒီပဲတစ်စိမ့်နဲ့တစ်စိမ့်မကတ်တော့ဘူးဆိုတဲ့အနေထားမျိုးဆိုလို့ရှိရင်ရပါပြီဆိုတော့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒါဒီတောင်သူတွေရဲ့တလေးရဆိုလို့ရှိရင်တော့သူကဒီညာဥပိုင်းမှာဒီထုံးနဲ့ရောမှုပြီးရောကတ်ထားလိုက်တယ်ပေါ့နော်ဆိုတော့ဒီထုံးနဲ့ပဲနဲ့ရောမှုထားလိုက်တယ်ပြီးမနှက်ကြလို့ရှိရင်ဖြတ်ပြီးတော့
ဒီတောင်သူတွေရဲ့ delay ရဆိုလို့ရှိရင်တော့ဒီပဲတရင်ကိုဒီထုံးတပီနှုံနဲ့ဒီညဦးပိုင်းမှာကလေးကတေချာရောမှွေထားပြီးတော့မှလေးတလက်ထားလိုက်တယ်ပြီးလို့ရှိရင်မနေ့ကျလို့ရှိရင်ဒီ site ခင်းမှာသွားပြီးတော့ကျဲလိုက်တယ်ဆိုတော့ဒီထုံးနဲ့နေပြီးသွားပြီဆိုရင်တော့အကြာကြီးထားလို့မရတော့ဘူးပေါ့နော်ဆိုတော့ဒီအဆိုတက်လည်းပါလာတယ်ပြီးလို့ရှိရင်အပေါ်မှာထုံးကလည်းကတ်နေတာဖြစ်တဲ့အတွက်ကြောင့်မြေကြီးတွေကိုမြန်မြန်ထည့်လိုက်နိုင်လေကောင်းလေပေါ့နော်ဆိုတော့နေလည်းမလှမ်းပါနဲ့ညဦးပိုင်းမှာလို့ပါမနေ့ကျရင် site ခင်းထဲမှာသွားပြီးတော့ကျဲလို့ရပါတယ်နောက်ဆုံးနေနဲ့ဒီအရေးကြီးတဲ့အချက်တွေရှိပါတယ်ဆိုတော့ဒီထုံးတဲ့လူနေမယ်ဆိုလို့ရှိရင်တော့ဒီပဲစီကိုအခြားသောဒီမှုသက်စေးတွေပိုးသက်စေးတွေနဲ့ရောမနေမိပါစေနဲ့တော့ဆိုတော့ထုံးကြောင်းမလို့ဒီစေးအာနီတင်တွေဖြစ်သွားနိုင်ပါတယ်နောက်ဒီနီးကသဘာဝနီးလည်းဖြစ်တယ်အန်ရကင်းတယ်လို့ဆိုပေမဲ့လည်းကိုယ့်ရဲ့ဒီ site ခင်းမှာဒီမြေချင်ငံတက်တွေကအရန်ချင်နေတယ်ဒီရင်းကြီးတွေတအားပေါက်နေတယ်ဆိုတဲ့အနေအထားမျိုးမှဒီနီးကိုအသုံးပြုဖို့အကြံပေးပါတယ်ဒီလိုတောင်မှဒီနီးကဒါဒုတိယနီးလန်မှာဆိုပထမနီးလန်ကတော့ကိုယ့်ရဲ့ဒီ site ခင်းကိုထုံးတဲ့တေချာမြေပြင်တဲ့ချိန်မှာပဲထုံးတဲ့တေချာထုံကျဲပြီးတော့မှဒီမြေဟိုတေချာပြင်ပြီးတော့မှစိုက်တာကဒါကျွန်တော်ဒီပညာရှင်တွေကနေပြီးတော့အကြံပေးတဲ့နီလန်မှာဆိုတော့မျိုးစိနဲ့လူနေတယ်ဆိုတဲ့ဟာတွေကဒီမြေပြင်တဲ့အချိန်မှာထဲမဲ့ပမာဏကအရန်များတယ်မတက်နိုင်တဲ့အချိန်မှာဒီအစေးတွေကအပင်ပေါက်လာအောင်လို့သုံးတဲ့နီလန်တစ်ခုနေတဲ့ကအသုံးပြုတင်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီအကြံပေးလိုတာကတော့ဒီနီလန်ကလက်ရှိဒီအချို့ဒေသမှာရှိတဲ့တောင်သူတွေသုံးနေကြတဲ့နီလန်ကိုဒီသိပ္ပံပညာရဲ့အမြင်မှာဖြစ်နိုင်ရည်ရှိလားမရှိလားဆိုတဲ့ဟာကိုဒါကျွန်တော်ကနေပြီးတော့ဟိုသုံးသပ်ပြတဲ့ဟာသာဖြစ်ပါတယ်ဆိုတော့ဒီကိုဒေသမှာကကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ဟာဟုတ်မဟုတ်ဆိုတဲ့ဟာကိုကိုယ်တိုင်သေချာလေ့လာပြီးတော့မှအသုံးပြုကြဖို့အတွက်ကျွန်တော်အနေနဲ့အကြံပေးလိုပါတယ်ဆိုတော့ကိုယ့်အနေနဲ့ကိုဝေဖန်ချင်းချင်းပြီးတော့မှအသုံးပြုကြပါဆိုတော့ကျွန်တော်တောင်သူတွေနေနဲ့ကရောကျွန်တော်ရဲ့ဒီကိုဒေတာမှာဘယ်လိုမျိုးထူးခြားတဲ့အမှုကျင်လေးတွေနီလန်းလေးတွေရှိလဲပေါ့နော်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးအောက်မှာမှတ်ချက်လေးတွေပေးကြပါအောင်ဆိုတော့ဒီ site မျိုးရေးကဏ္ဍတွေလေ့လာဖို့ရအတွက်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီအစိမ်းရောင်လန်ဖုန်း application မှာဆိုလို့ရှိရင်လည်းဒီလေ့လာလို့ရတယ်မိကွန်းကြီးလည်းမေးမြန်းလို့ရပါတယ်ဆိုတော့အားလုံးပဲအထွတ်တူပြီးတော့အောင်မြင်ကြပါစေ